မင်္ဂလာပါခဏတော့ကျွန်တော်လွန်ခဲ့တဲ့15နှစ်ကျော်လောက်ကအမည်ပေးထားခဲ့တဲ့အနုပညာရှင်အနုပညာလောကတနည်းအားဖြင့်ပြောရရင်တော့ကျွန်တော်တို့မန္တလေးရဲ့ဗိသိက်ဆရာလေးအောင်ခန့်ဖို့ကျွန်တော်အမည်ရွေးချယ်ပေးခဲ့ပါတယ်ယနေ့တော့မန္တလေးမြို့နဲ့မန္တလေးနီးတစ်ဝိုက်အလှပွဲများမှာသူ့ပြိတ္တနဲ့သူ့အလှတကာအလှမှနဲ့အတူပွဲငါးများစွာနဲ့တန်းဝင်စွာရက်တည်နိုင်ခဲ့တော့ကျွန်တော်ပညာရင်ဝင်မှမွေးဖွားလာတော့အောင်ခန့်ဖို့ဆိုတဲ့ဗိသိက်ဆရာလေးရဲ့ဟန်အတန်တွေ့မြင်ရမှာဖြစ်ပါတယ်ဒါလေးကိုကျွန်တော်ယနေ့မြန်မာတစ်တော့ကသူ့တစ်တော့အကောင့်မှာတင်ထားတဲ့တွေ့ရှိသမျှကောင်းမယ်ထင်တဲ့ဗီဒီယိုဖိုင်လေးဒီဘောတွင်ဖေးဗျာပြောက်တဲ့အောင်အေးရရောက်မယ်ပေါင်းအေးရရောက်မယ်ပေါင်းကိုတဲ့အောင်ကျော်ဟလာသာသနာတိုင်ကမှာဒေါ်လေးလေးထိုင်းလို့မိသားစုလဲဗိသိက်ခန်းကနေပြီးတော့တခါတည်းနော်ဆုတောင်းပါတယ်ငါများဒီလိုတွေ့ဖြစ်နောက်တော့မှလည်းကိုစီသူပါလို့ငါများဒီလိုတွေ့ဖြစ်ဒီဘောတွင်ဖေးဗျာပြောက်တဲ့အောင်အေးရရောက်မယ်ပေါင်းအေးရရောက်မယ်ပေါင်းကျမ်းမာချမ်းသာကြပါစေလို့သုဘုံကိုOh
ဖြည်းဖြည်းသာနာထောင်ကြနော်ဒါကတွေ့တဲ့ချိန်လေးကြုံတဲ့ချိန်လေးဆုံးတဲ့ချိန်လေးလေးလေးသားသားနဲ့ပြင်မဲ့ခံပြီးတော့နော်ကျေးဇူးဆက်တာပါအဲ့တော့တော့ကြိုခိုင်းလူတဲ့ချိန်ကလေးစိတ်ချတာအောင်နေပါနော်အဲ့တော့အားလုံးပဲကျေးဇူးတင်ပါတယ်ဒိတ်ဒိတ်ဖတ်ဆိုတော့ဖြည်းဖြည်းပဲဟုတ်လားမြေသတိမပါတော့နော်လာမေအခေနေချိုင်နေနတ်နွယ်ဒီတော်လေမအပွင့်ရွှေရင်ခက်ကနေအပွင့်ရွှေရင်ခက်ကနေဇလကေဇီရောဟာလာလာရဲလာရဲတောင်းရင်ဆမ်းမခင်မပန်းရဲ့တောင်းရင်ဆမ်းမခင်မပန်းရဲ့မထလို့ပေါ်ဟာဒီလိုရှေ့ကြည့်နော်သောအမြဲ